ဒါကို ring လို့ခေါ်တယ်နတ်တွေ Richard ring ပေါ့ Richard ring နတ်တွေမူလီဖြုတ်တဲ့နေရာမှာသူကသုံးတာပေါ့ဒီလိုမျိုးအသုံးပြုပုံကတော့သူ့ကိုဒီလိုဖိချလိုက်လို့ရှိရင်နတ်တွေမူလီတွေကိုဒီလိုဖြုတ်တဲ့အခါမှာသူကသုံးတဲ့ Richard ring လေးပါအဲ Richard ring လေးကိုချက်ကောင်းနဲ့တွဲလိုက်တဲ့အခါမှာချက်ကောင်းကိုမလုပ်လိုက်လဲဆိုချက်ကောင်းရဲ့ချက်ကောင်းတိုင်ကိုဒီလိုမျိုးဒီ Richard ring နဲ့အထက်ဖြစ်အောင်လို့လိုက်ရုံညီထီအောင်လို့ကိုက်ညီအောင်လို့ Richard ring ဒီမှာကိုက်ညီအောင်လို့သူကစားထားတယ်စားထားတာလေးကိုတက်ပြီးရတဲ့အခါမှာချက်ကောင်းမှာပြီးတဲ့အခါမှာဒါပြီးတဲ့အခါမှာဒါ less city less hammer 100ဖြစ်သွားပြီ